အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချစ်ညီကိုအတွက် feed ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က feed ရွေးချယ်မှုကတော့ AC body လေးကိုရွေးချယ်ပေးခဲ့ပြီးတော့ YMP ရဲ့ချစ်ညီကိုရဲ့အားလုံးပြား30ရှုံးနေခဲ့ရသလိုမနေ့ကရောင်းပွဲကလည်း Wuberdan body လေးကိုရွေးချယ်ပေးခဲ့ပြီးတော့ YMP ရဲ့ wallet တွေအားလုံးအဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီနေ့မှာလည်းရောင်းပွဲ3မျိုးထုတ်ပေးထားရဲ့ဝယ်ယူခြင်းတဲ့ညီကိုများအနေနဲ့39 9 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ feed ရွေးချယ်မှုကြောင့်ကိုအရင်ပြောခင်သိထားတဲ့အချက်တစ်ချက်ကအခုလိုရှုံးထွက်အဆင့်ပထမကျော်ပွဲစဉ်တွေမှာဆိုရင်အပေါ်ကြီးအသင်းတွေကပေးရမယ်ကြီးတန်းထက်ပြား30ရော့ပြီးပေးရတယ်ဆိုတာကိုတော့သိထားဖို့လိုအပ်တယ်အဲ့တော့ဒီနေ့ရဲ့ပထမဆုံး feed အနေနဲ့ရွေးချယ်ထားတဲ့ပွဲစဉ်က POK နဲ့ Seta Vigo ပွဲစဉ်တွေကိုရွေးချယ်ပေးထားတယ်လက်ရှိ POK ကအိမ်ဝင်းရနေ320ဆိုဝဲကြီးတန်းပေါက်ပေးထားတယ်ဒီနှစ်သင်းကဒီယာစီယူပါလေးအုပ်စုပွဲစဉ်မှာတုန်းက Seta Vigo ကအိမ်ဝင်းရနေ POK ကို1+50ဆိုဝဲကြီးတန်းပေါက်ပေးခဲ့တယ်အဲ့ကြီးတန်းကို Seta ဝေးခွင့်ကြီးတန်းနဲ့တွက်မယ်ဆိုရင် Seta ဝေးခွင့်ရနေ350ဆိုဝဲကြီးတန်းပေါက်ပေးရလိမ့်မယ်အဲ့350ဆိုဝဲကြီးတန်းကိုပြား30ရှော့ကြည့်မယ်ဆိုရင် Seta Vigo ဒီနေ့ပွဲစဉ်မှာ320ဆိုဝဲကြီးတန်းထက်ရော့ပြီးပေးလို့မရပါဘူးအခု Seta က320ဆိုဝဲကြီးတန်းတောင်မပေးရဲပဲ POK ရတော့ပြန်ပြီးတော့320ဆိုဝဲကြီးတန်းပြန်ပေးလာတဲ့အတွက် YMP ကတော့ဒီပွဲမှာ POK တရေတဲ့အနိုင်ပဲရှိမယ်လို့ယူဆရတဲ့အတွက်ဒီပွဲစဉ်ကို POK body လို့ပဲသဘောကျတယ်နောက်တစ်ပွဲပြရွေးချယ်ထားတဲ့ပွဲစဉ်ကလူဒိုကိုရက်နဲ့ Franka ဘာလို့ပွဲစဉ်တွေကိုရွေးချယ်ပေးထားတယ်လက်ရှိလူဒိုကိုရက်ကအိမ်ဝင်းကနေတရေ30ရှုံးဆိုကြီးတန်းပေါက်ပေးထားတယ်ဒီပွဲစဉ်ကလည်းရှေ့မှာပြောခဲ့တဲ့ POK နဲ့ Seta Vigo ပွဲစဉ်လိုပဲယူပါလိအုပ်စုစစ်မှာတုန်းက Franka ဘာတော့ကလူဒိုကိုရက်ကိုအိမ်ကွင်းကနေ1+20ဆိုဝဲကြီးတန်းပြီးခဲ့တယ်အဲ့ကြီးတန်းကိုအဝေးကွင်းကြီးနဲ့တွက်မယ်ဆိုရင် Franka ဘာတော့အဝေးကွင်းမှာ380ဆိုဝဲကြီးတန်းပေါက်ပေးရမယ်အဲ့380ဆိုဝဲကြီးတန်းကိုပြား30ရှော့ကြည့်မယ်ဆိုရင်လက်ရှိ Franka ဘာတော့အနေနဲ့ဒီနေ့ပွဲစဉ်မှာ350ဆိုဝဲကြီးတန်းထက်ရော့ပြီးလို့မရပါဘူးအခု Franka ဘာတော့ကအဝေးကွင်းကနေ350ဆိုဝဲကြီးတန်းတော့မပေးပဲအခုအိမ်ကွင်းရလူတို့ကိုရက်က330ဆိုဝဲကြီးတန်းပြန်ပေးလာတဲ့အတွက် YMP ကတော့ဒီပွဲစဉ်ကိုလည်းလူတို့ကိုရပေါ်တယ်လို့ပဲသဘောကျတယ်နောက်တစ်ပွဲပြရွေးချယ်ထားတဲ့ပွဲစဉ်က Yuva Conference ကအမိုနီကိုရှာနဲ့ Vijay ကပွဲစဉ်တွေကိုရွေးချယ်ပေးထားတယ်လက်ရှိအမိုနီကိုရှာကအိမ်ကွင်းကနေတရေအရှုံးဆိုတဲ့ကြီးတန်းပေါက်ပေးထားရဲ့အမိုနီကိုရှာနဲ့ level 2လို့ပြောလို့ရတဲ့ AK လာနကာကို Vijay ကအိမ်ကွင်းကနေတရေ50ဆိုတဲ့ကြီးတန်းပေါက်ပေးခဲ့တယ်အဲ့တော့အဲ့ကြီးတန်းကိုအဝေးကွင်းကြီးနဲ့ပြန်တွက်မယ်ဆိုရင်အမိုနီကိုရှာအနေနဲ့ဒီနေ့ပွဲစဉ်မှာ Vijay ကိုအိမ်ဝင်းမှာ350ဆိုဝဲကြီးတန်းမှာပေါက်ပေးရပါလိမ့်မယ်အခုအမွန်းနီကိုရှားကပေးရမယ်ကြီးတန်းထက်ပြား30ရော့ပြီးလို့ရတာကိုရှော့မပေးတဲ့အပြင်ပေးရမယ်ကြီးတန်းထက်ပြား90လောက်ကိုပို့ပြီးပေးလာတာကအမွန်းနီကိုရှားကြီးအောင်သွားမယ်ကြီးတန်းလို့ YMP ကတော့ယူဆရတဲ့အတွက်ဒီပွဲစဉ်ကိုအမွန်းနီကိုရှား body လေးကိုပဲရွေးချက်ပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ရဲ့ free type ဖြစ် POK body Ludocora body အမွန်းနီကိုရှား body 3ပွဲရွေးချက်ပေးလိုက်ပါတယ် YMP ရဲ့ချစ်ညီကိုများအားလုံးလည်းအဆင်ပြေကြပါစေ။ရောင်းမဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 9 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်။ YMP ကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။